အော်တိုကားလည်းဖြစ်ပြီးတော့မန်နူရယ်နဲ့မောင်းလို့ရတဲ့ကားလေးကိုမိတ်ဆက်ပြီးတော့ ဒီကားလေးရဲ့ fashion တွေကိုရှင်းပြခင်မှာဒီကားလေးရဲ့အကြောင်းပြောပြချင်ပါတယ်ရှင်ဒီကားလေးရဲ့နာမည်အရှိကောက်ကတော့ speaking ရ walking motor လို့အမည်ရပါတယ်ဒီကားလေးကထွက်ရှိရဲ့ model တွေကတော့ G01 G01F G01 Pro နောက်တစ်ခါကျတော့ G03S ဆိုပြီးထွက်ပါရှင့်ညီမရှင်းပြမယ်ကားလေးကတော့ G01 Pro လေးပဲဖြစ်ပါတယ်သူ့ရဲ့နောက်ဆုံး cargo space ဆိုရင်လည်း980လီတာခန့်အကျယ်ဝန်းကိုတွေ့ရပါတယ်သူ့ရဲ့အောက်ဘက်မှာဆိုရင်လည်း spare wheel လည်းပါရှိပါတယ်ရှင့် ကားတက်စားရဆိုရင်ဂွေကိုနှစ်ထပ်ပြုတ်လုပ်ပေးထားပြီးတော့အီတလီဒီဇိုင်နာလက်ရာပုံမှာဥရောပငွေတန်နဲ့တွေ့ရမယ်ဘေးမှာဆိုရင်လည်း LED DRM ကိုသုံးပေးထားတယ်ဘင်းဟာဆိုရင်လည်း18 inch လွှမ်းဝင်းဖြစ်ပြီးတော့ခေါင်းကြီးရလန်ကလည်းမြင့်တဲ့အတွက်မြို့တွင်းမြို့ပြင်သုံးလို့အဆင်ပြေပါရှင့် engine power ဆိုရင်လည်း 1.5 ကိုမှာ horsepower 188 horsepower ဖြစ်ပြီးတော့ 3N တော့ကိုမှာဒီ 7 speed dual clutch နဲ့မောင်းနေလို့ရပါတယ်ရှင့်အပြင်ပိုင်းလေးတွေကိုရှင်းပြပေးပြီဆိုတော့အတွင်းကလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ရှင့် ဆရာရှိမှာဆိုရင် A1A ဒီချက်ကချပါဝင်ပြီးတော့ဘေးမှာဆိုရင် 40.6 touch screen ပါရှိပါတယ်ဒီ quick control ကနေပြီးတော့ဒီအပိတ်ပိတ်ပြလို့ရပါတယ်ရှင်အောက်မှာဆိုရင်လည်း drive mode ကို eco normal sport ဆိုရောပြောင်းလဲလို့ရပါတယ်အောက်မှာဆိုရင် light control ကို ambient light 64 color ပြောင်းလဲလို့ရပါတယ်အဲ့ဒီအပြင်ကို highlight တွေက level 0 1 2 3ပြောင်းလဲပြီးတော့ပြည့်ဖွင့်လို့ရပါတယ်ရှင်အဲ့မှာဆိုရင်လည်း eco normal sport ဆိုပြီးတော့ပြောင်းလဲလို့ရပါတယ်ရှင့်အမြင်လိုက်မှာဆိုရင်လည်း64 color ပြောင်းလဲလို့ရပြီးတော့အောက်မှာဆိုရင်လည်း headlight ကို level 01 02 03ဆိုပြီးတော့အစစ်စစ်ပြောင်းလဲလို့ရပါတယ်ရှင့်ဒီကားမှာထူးခြားတာကမီးခလုတ်တွေကအခြားကားတွေလိုမျိုးခလုတ်တွေတိတက်မရှိဘဲနဲ့ဒီ touch screen မှာတင် adjust လုပ်ရတဲ့ပုံစံမျိုးပါရှင့်အဲ့ဒီmanual ဘုတ်ပြပြီးတော့လေအဲ့ရဲ့အကြောင်းကိုပြလာနိုင်ပါတယ်ရှင့် GVR ရဲ့အလုံးလုံးကုန်ကဒီရှေ့လေကံမှာရှိရဲ့ ID 6လုံးယူပြီးတော့ရက်လက်ယုံနဲ့စကတ်ဖတ်နိုင်ပါတယ်ရှင့်ဒီအခုမှဆိုရင် wireless charger ပေါင်းပြီးတော့အခုမှဆိုရင် step holder ပေါင်းဝင်မယ်အခုမှဆိုရင်ကိုးပေါက်လေးလည်းပေါင်းဝင်ပါတယ်ရှင့်အောက်ဘက်မှာဆိုရင်လည်း USB connector လေးလည်းပေါင်းဝင်ပါတယ်တဲ့ဘောဘက်မှာဆိုရင်လည်း1 meter ပတ်လည်းရှိရဲ့ panoramic roof ပေါင်းဝင်ပါတယ်ရှင့်ထိုင်ကုန်နေမှာဆိုရင်လည်း EDD အလံလေးတွေကိုတက်ဆင်ပေးထားပြီးတော့ထိုင်ကုန်နေရဆိုရင်လည်းအပူအေးပေါ်ဝင်ပါတယ်ရှင့်ညီမထိုင်နေတဲ့ driver seat မှာဆိုရင် seat motor လေးလည်းပေါ်ဝင်ပါတယ်စကန်မှာဆိုရင်လည်းကျုံဝန်းပြီးတော့ ISO bit pipe လေးကိုလည်းတွေ့ရပါတယ် brand new နဲ့ ready စီးဖို့ဆိုရင် SWR နာရွေးချယ်ဖို့အတွက်ပြောချင်ပါတယ်ညီမတို့ရဲ့ရုံးလိပ်စာလေးကတော့အမှတ်26ပြီးမြင်းရဲ့ကြော်စွာလန်းကြောက်ကုန်းရန်ကင်းမြို့နယ်ဖုန်းနံပါတ်လေးတွေကတော့661 661163 665 169 6569ဆက်သွယ်မြင်းမြန်မယူနိုင်ပါရဲ့ရှင့်ကျေးဇူးတင်ပါတယ်ရှင်พุทโธธัมโมสังโฆยะถาพุทโมนะ